အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်။ဒီဇလန်လေးကတော့1995ခုနှစ်အော်ဂန်ရဲ့တောင်တန်းတွေကြားထဲမှာတောင်တက်သမားတယောက်ပျောက်သွားတာနဲ့စတင်ထားပါတယ်။အဲဒီနောက်မှာတော့ဒေသခံတွေရဲ့ပြောကြားချက်အရတောင်တက်သမားဟာငှက်ဖျားရောဂါလို့ခေါ်တဲ့တရိษံကနေလာတဲ့ virus တစ်မျိုးကူးစက်ခံရရဲ့လို့လူပြောများလာခဲ့ပါတယ်။တကယ်တမ်းမှာတော့ထိုလူဟာဝင်းပလွေလူသားဖြစ်သွားခဲ့တာပါ။ဒီဇလန်ထဲမှာတော့ဝင်းပလွေလူသားအကြောင်းကိုတင်ဆက်ပြီးတော့မှဖြစ်လို့ကျမနဲ့အတူကြည့်လိုက်ကြရအောင်ပါ။ဒီနေ့မှာတော့ခရီတီနဲ့သားဖြစ်သူဘလိတ်တို့ဟာတစ်တော်တဲ့အမဲလိုက်ထွက်လာကြပါ යි ဘလိတ်ကမြင်သမျှဆက်စုနေခဲ့ပါ යි အခုလည်းမို့တမျိုးတွေလို့ကန်ကြည့်မယ်လို့နေရောခရီတီကအသက်ရှင်ဖို့လှုပ်တင်တာကိုပဲအာယုံဆိုင်ဖို့နဲ့ဟိုဆက်ဒီဆက်ရှောက်မကိုင်းဖို့ပြောဆိုနေခဲ့ပါ යි တို့ချိန်မှာဘလိတ်ကတခုခုကိုသတိထားမိခဲ့ပြီးတမီတကောင်ဖြစ်နေခဲ့ပါ යි ခရီတီကပြစ်ဖို့ပြင်းနေရောမှာပဲတမီကထွက်ပြေးသွားခဲ့ပါ යි သားဖြစ်သူကိုပြန်ကြည့်လိုက်တော့မတွေ့ရတော့ပါဘူးဘလိတ်ကတမီနောက်သွားခဲ့တာဖြစ်ပါ යිတနေရာအရောက်မှာတော့ထူးဆန်းတဲ့တတဝါတကောင်ကိုတွေ့လိုက်ရပြီးချက်ချင်းပဲပြတ်ကွဲသွားပါ යි ကြောက်စရာအတန်ကိုကြားနေခဲ့ရပြီးဘလိတ်လည်းကြောက်ကြောက်နဲ့နောက်ပြန်ဆုတ်နေချိန်မှာခရီတီရောက်လာပြီးရှောင်မသွားဖို့စုနေခဲ့ပါ යි ခရီတီလည်းထိုအတန်ကိုကြားလိုက်ရတာကြောင့်အန်ရရှိရသိလိုက်ရပါ යි အဲဒါကြောင့်ဘလိတ်ကိုတဲစင်ပေါ်တက်ခိုင်းခဲ့ပြီးတကားပိတ်ကတနက်ချိန်ပြီးစောင့်နေခဲ့ပါ යි ထိုချိန်ဘာမှမသိရဲ့သားရဲ့တကောင်တက်လာတန်ကိုကြားလိုက်ရပြီးဘလိတ်လည်းတနက်မောင်းတင်ပြီးစောင့်နေခဲ့ပါ යිမကြခင်မှာပဲတရိษံတကောင်အတန်ကြားလိုက်တာကြောင့်သားရဲ့ကြီးလည်းတဲစင်ပေါ်ကခုံစင်းသွားခဲ့ပြီးတရိษံနောက်ကိုလိုက်သွားခဲ့ပါ යි မကြခင်မှာပဲမန်ဖီတန်နဲ့အတူအဟစ်တန်မှာကြားလိုက်ရပြီးခရီတီတနက်ပြောင်းနဲ့ချိန်ကြည့်လိုက်ပါ යි စောစောကတွေးခဲ့တဲ့တမီတကောင်ဖြစ်နေခဲ့ပြီးစိုးစိုးရွရွအကိုက်ခံရပါ යි ထိုချိန်မှာပဲသားရဲ့ကြီးကိုတစွန်းတဆမြင်လိုက်ရတာကြောင့်ခရီတီလည်းတနက်နဲ့ပြစ်လိုက်ပေမဲ့လွဲသွားခဲ့ပါ යි ဘလိတ်ကဘာကြီးလဲမေးချိန်မှာခရီတီကဝက်ဝင်တကောင်လိုပဲဖြေလိုက်ပါ යිအိမ်ညမှာပဲခရီတီကတငယ်ချင်းဖြစ်သူတန်ကိုဆက်သွဲလိုက်ပြီးသူနှစ်အတော်ကြာရှာနေတဲ့ဝင်းပလွေလူသားကိုတွေ့လိုက်ရကြောင်းပြောပါ යි သူတို့သားသမီးတွေပေးကင်းဖို့အတူတူရှာပြီးရှင်းဖြစ်ဖို့ခေါ်နေခဲ့ပါ යි ဒါကိုနောက်ကနေနားထောင်နေတဲ့ဘလိတ်ကကြားသွားခဲ့ပါ යි ပြီးတော့ခရီတီရဲ့လက်ကတတူးကိုလည်းအမှတ်မထင်တွေ့လိုက်ပါ යි နောက်30ကြာပြီးနောက်မှာတော့ဘလိတ်ကချာလီနဲ့လက်ထပ်ခဲ့ပါ යි ဂျင်ဂျာလို့ခေါ်တဲ့သမီးလေးတယောက်လည်းရှိပါ යි ဒီနေ့မှာတော့ဘလိတ်စီကိုတော့ရီနဲ့အတူစာအိတ်တအိတ်ရောက်လာခဲ့ပါ යිနှစ်ပေါင်းများစွာပျောက်ဆုံးနေတဲ့ဖခင်ဖြစ်သူသေဆုံးကြောင်းအတည်ပြုစာပဲဖြစ်ပါ යි ဘလိတ်ကဒီလိုဖြစ်လာမှကြိုသိနေခဲ့ပေမဲ့ဖခင်ဖြစ်သူနဲ့အတူတူဖြတ်တန်းချင်သေးရကြောင်းစိတ်မကောင်းဖြစ်နေခဲ့ပါ යි နောက်တနေ့မှာတော့ဘလိတ်ကချာလီနဲ့အလုပ်စီလိုက်သွားခဲ့ပြီးမနေ့ကစာကသူ့ကိုချစ်ရတဲ့သူတွေနဲ့အတူတူအချိန်ကုန်ဆုံးခြင်းစိတ်ကိုနှိုးဆွပြီးကြောင်းပြောပြခဲ့ပါ යි အော်ဂန်ကိုသွားပြီးဖခင်ဖြစ်သူရဲ့ကြံခဲ့တဲ့ပစ္စည်းတွေကိုယူဖို့ချာလီတို့ကိုပါအတူတူလိုက်ခဲ့ဖို့ခေါ်နေခဲ့ပါ යිနောက်နေ့မှာတော့ဘလိတ်တို့မိသားစု300ဟာကုန်ကားတစ်စီးနဲ့အော်ဂန်ကခရီတီရဲ့အိမ်ကိုသွားခဲ့ကြပါ යි တနေရာရောက်မှာတော့လမ်းနှစ်ခွာဖြစ်နေပြီးတလန်းကပိတ်နေခဲ့ပါ යි မရောက်တာကြာနေပြီမလို့လမ်းကိုတိကျမမှတ်မိဖြစ်နေခဲ့ပါ යි ထိုချိန်အနီးနားစင်ပေါ်ကလူတစ်ယောက်ကြည့်နေခဲ့ပြီးထိုလူကဘလိတ်ရဲ့ငငယ်ကတငယ်ချင်းဒဲရက်ဖြစ်နေခဲ့ပါ යි ဒဲရက်ရဲ့ပြောကြားချက်အရဒီနေရာမှာလူတွေသိမ့်မနေကြတော့ကြောင်းသိလိုက်ရပါ යි ခရီတီရဲ့အိမ်ကိုသွားတဲ့လမ်းကလည်းပိတ်ထားတာကြောင့်တခြားလမ်းကြောင်းကနေလိုက်ပို့ပေးခဲ့ပါ යි ညဘက်မှာတော့ကားမောင်းနေတော့အမျိုးမြည်မသိရဲ့သားရဲ့တကောင်ကြောင့်ကားကလမ်းပိတ်ကိုထုတ်ချသွားခဲ့ပါ යි ကံကောင်းစွာနဲ့ဘလိတ်တို့မိသားစုလည်းဒဏ်ရာကြီးမမရခဲ့ကြပါဘူးကားကတော့တစ်ပေပေါ်တစောင်းတင်နေခဲ့ပါ යි ဒဲရက်ကတော့ကားပေါ်ကပြုတ်ကျသွားခဲ့ပါ යි ထိုချိန်မှာပဲသားရဲ့ကြီးကကားပေါ်တက်လာခဲ့ပါ යි ဘလိတ်ကချာလီတို့ကိုကားအမှုပေါ်တက်ခိုင်းလိုက်ပြီးသူပါတက်ဖို့ပြင်နေချိန်မှာသားရဲ့ကြီးတိုက်ခိုက်တာခံလိုက်ရပါ යිတကားမှန်ကိုပဲထိသွားခဲ့တာဖြစ်ပြီးမှန်ကွဲစတွေကဘလိတ်ရဲ့လက်ကိုထိမှန်ခဲ့ကဒဏ်ရာရသွားခဲ့ပါ යි အိမ်နောက်သားရဲ့ကြီးကဒဲရက်ကိုဆွဲခေါ်သွားပါ යි ထိုချိန်မှာပဲဘလိတ်တို့ကားပေါ်ကခုံစင်းပြီးခရီတီရဲ့အိမ်ကိုလိုက်ရှာခဲ့ကြပါ යි အိမ်ကိုတွေ့လိုက်ရတာကြောင့်အပြေးသွားခဲ့ကြပြီးသားရဲ့ကြီးကလည်းလိုက်လာခဲ့ပါ යි ကံကောင်းစွာနဲ့တကားဖွင့်ပြီးအထဲဝင်နိုင်ခဲ့ပေမဲ့သားရဲ့ကြီးကအပြင်ကနေတကားကိုဖျက်ဆီးနေခဲ့ပါ යි အိမ်နောက်သားရဲ့ကြီးလည်းထွက်သွားခဲ့ပါ යිဘလိတ်လည်းတမီတလက်နဲ့မြေအောက်ခန်းနဲ့ဆင်းပြီးမီးဆက်နှိုးလိုက်တာကြောင့်တအိမ်လုံးမီးလင်းသွားခဲ့ပါ යි ဂျာကျင်ကအိမ်ပြန်ကျင်နေခဲ့ပြီးဘလိတ်ကညဘက်အပြင်ထွက်ရင်အန်ရများကြောင်းပြောပြီးချော့သိမ့်နေခဲ့ပါ යි ချာလီကသူတို့တွေးခဲ့တာဘာကြီးလဲမေးချိန်မှာတော့ဘလိတ်ကသူတွေးခဲ့တာသူ့လိုပဲခြေနဲ့ချောင်းနဲ့အမည်မသိတတဝါတကောင်ဖြစ်လိမ့်မယ်လို့ပြောလိုက်ပါ යි ဘလိတ်ကတကားကိုဗီယိုနဲ့ကာထားလိုက်ပြီးဖခင်ဖြစ်သူရဲ့ရေဒီယိုကိုသုံးပြီးအကူကြီးလှမ်းတောင်းခဲ့ပေမဲ့ဘသူမှမတုံ့ပြန်ခဲ့ပါဘူးထိုချိန်မှာအနီနာအခန်းထဲကအနံ့ရတာကြောင့်ဖွင့်ကြည့်လိုက်ချိန်မှာဖခင်ဖြစ်သူထားခဲ့တဲ့အသား6တွေတွေ့လိုက်ရပါ යි ဘလိတ်လည်းအသား6ယူပြီးကိုက်လိုက်မိချိန်မှာသူ့ရဲ့မေယိုကနာကျင်မှုကိုခံစားလိုက်ရပြီးသွားတစ်ချောင်းမှာကြွကြလာခဲ့ပါ යි
စိုးရင်သွားတဲ့ချာလီကလက်ကဒဏ်ရာကိုစစ်ကြည့်လိုက်တော့ချစ်ရာတစ်ခုထင်နေခဲ့ပြီးဒဏ်ရာကပြင်းထန်နေပါတယ်ချာလီလည်းဒဏ်ရာကိုဆေးထည့်ပေးလိုက်ပြီးဘလိတ်ကအမှန်ပတင်းပေါင်းနဲ့ထိမိရာဖြစ်နိုင်ကြောင်းပြောလိုက်ပါတယ်ချာလီကတော့မှန်ချစ်ရာမဟုတ်နိုင်ကြောင်းပြောနေခဲ့ပါတယ်ဒဏ်ရာကိုပတိစီးပေးလိုက်ပြီးရေဒီယိုကအကူအညီတောင်းနိုင်ဖို့စ조사နေခဲ့ပါတယ်ဘလိတ်ကတကားပိတ်ဖို့စ조사နေပြီးတူနဲ့တန်ကိုခက်ခက်ခဲခဲရှိုက်နေခဲ့ရပါတယ်အမှတ်မထင်ပဲလက်ကိုထိသွားတာကြောင့်အော်ဟစ်ညည်းနေခဲ့ပြီးဘေးစင်းမရေးစင်းနေချိန်အဝေးတနေရာကအတန်တွေကြားလိုက်ရပါတယ်လက်ထဲမှာတူကင်ထားပြီးအတန်ကြားရာအပေါ်တက်ကိုတက်ကြည့်ခဲ့ပါတယ်အတန်ကအခန်းတစ်ခန်းတည်းကလာတာသိလိုက်ရပြီးတကားဖွင့်ကြည့်ချိန်မှာတော့ပင့်ကူတကောင်သားဖြစ်နေခဲ့ပါတယ်ရုတ်တရက်ပဲအသက်ရှူကျလာခဲ့ပြီးခဏကြာတော့တက်တာသွားခဲ့ပါတယ်အိမ်တော်အောက်ထပ်ကိုပြန်ဆင်းလာခဲ့ပြီးချာလီတို့စီသွားကြည့်ခဲ့ပါတယ်ထိုချိန်မှာပဲအပြင်ကတရားရောက်ခြေတံတွေကြားလိုက်ရတာကြောင့်စစ်ဆေးနေခဲ့ပြီးအဝေးတကားရောက်ချိန်မှာတော့အပြင်ကနေခြေထောက်ကိုလှမ်းဆွဲတာခံလိုက်ရပါတယ်ချာလီကတူတချောင်းရိုက်လိုက်တာကြောင့်သားရဲကြီးလက်ကလွတ်သွားပါတယ်ဘလိတ်လည်းအခြေအနေပိုဆိုးလာခဲ့ပါတယ်တခါတလေသူ့မိသားစုကိုတွားကြည့်ပြီးမဲ့ထူးထူးဆန်းဆန်းအတန်တွေပဲကြားနေရပါတယ်မြေရောက်ခန်းနဲ့ဆင်းကြည့်ချိန်မှာတော့ဂျင်ဂျာကအိပ်ပျော်နေခဲ့ပြီးချာလီကရေဒီယိုကနေအကူအညီလှမ်းတောင်းနေတာတွေ့လိုက်ရပါတယ်ဘာမှမတုတ်ပြန်တာကြောင့်စိတ်ပြက်လက်ပြက်ဖြစ်နေချိန်မှာပဲဘလိတ်ရောက်နေရကိုသိလိုက်ရပါတယ်ဘလိတ်ကသူမကိုစကားပြောဖို့စ조사ခဲ့ပြီးမဲ့မပြောနိုင်ခဲ့ပါဘူးချာလီကသူမဘာလို့ရမှန်းမသိကြောင်ပြောနေချိန်မှာပဲဘလိတ်ကဘောင်းမီတဲ့တီးပေါက်ချနေခဲ့ပါတယ်ချာလီကအပေါ်တက်ကိုခေါ်သွားခဲ့ပြီးဘလိတ်ကထိုင်ကုန်ပေါ်လဲနေခဲ့ပါတယ်ချာလီကဘောပင်နဲ့စာရွက်ရှူလာခဲ့ပြီးဘလိတ်ကိုစာနဲ့ရေးပြီးပြောခိုင်းခဲ့ပါတယ်ဘလိတ်ကဘောပင်ကိုကင်ပြီးသူတည်တော့မယ်လို့ရေးပြောခဲ့ပါတယ်ချာလီကသူမကြခင်ပြန်ကောင်းသွားလိမ့်မယ်လို့ပြောခဲ့ပါတယ်သူမကအားပေးစကားပြောနေပြီမဲ့ဘလိတ်ကတော့တေချာမကြားရတော့ပဲသူ့အမြင်ထဲမှာလေအပြာရောင်အာယုံတွေသာမြင်တွေ့နေရပါတယ်ဘလိတ်ပြောတာကိုလည်းချာလီကမကြားနိုင်တော့ပါဘူးသမီးဖြစ်သူနဲ့စကားပြောဖို့ကြိုးစားချိန်မှာတော့သူ့လက်ကသွေးတွေထွက်နေရမြင်လိုက်ရပါတယ်ချာလီကဂျင်ဂျာကိုတခြားအခန်းထဲသွားနေဖို့ပြောလိုက်ပြီးဘလိတ်လက်ကပတ်တီးကိုဖြီးပေးလိုက်ပါတယ်လက်ပေါ်ကဒဏ်ရာကတော်တော်အခြေအနေဆိုးနေခဲ့ပါတယ်ထိုချိန်မှာပဲဘလိတ်ကသူ့လက်ကဒဏ်ရာကိုကုတ်ဖဲ့နေခဲ့ပြီးအနာရီကိုကိုက်ဖဲ့နေခဲ့ပါတယ်ထိုချိန်သွားရီလည်းထကြိုးကုန်ပါတယ်ရုတ်တရက်ရက်လိုက်ပြီးသူ့အာယုံကချာလီစီကြောက်သွားပါတယ်ဒါပေမဲ့ဘာမှမပြောနိုင်တာကြောင့်ထွက်သွားခဲ့ပါတယ်ချာလီတယောက်အပြင်ဘက်ကိုကြည့်လိုက်ချိန်မှာဂရေဒီရဲ့ကားအဟောင်းကိုတွေ့လိုက်ရတာကြောင့်တော့နဲ့ဘက်ထရီတွေရှာပြီးမိဖို့အကြောင်းတွေကဓာတ်တစ်ချောင်းရှူကမိသားစုနဲ့အတူကားစီပြေးထွက်လာခဲ့ပါတယ်ဘလိတ်နဲ့ဂျင်တာကိုကားပေါ်တင်ပြီးချိန်မှာအဝေးတနေရာကသားရဲကြီးအတန်ကြားလိုက်ရပါတယ်ချာလီလည်းကားဆက်နှိုးအောင်စူးစမ်းနေခဲ့ပြီးဂျင်တာကတော့ကားနောက်ခန်းကဘလိတ်တယောက်ဝင်ပလွေအဖြစ်ပြောင်းသွားတာမြင်လိုက်ရပါတယ်ချာလီပြန်ရောက်လာပြီးကားဆက်နှိုးချိန်မှာတော့ကံကောင်းစွာနဲ့နှိုးသွားခဲ့ပြီးထွက်သွားဖို့ပြင်နေခဲ့ပါတယ်ထိုချိန်မှာပဲကားရှိမှန်ပေါ်ကိုဝင်ပလီတကောင်ရောက်လာခဲ့ပြီးတိုက်ခိုက်ခဲ့ပါတယ်ချာလီလည်းပါလာတဲ့ဓာတ်နဲ့ပြန်ခုခံနေခဲ့ပြီးဘလိတ်ဂျင်ဂျာတို့နဲ့အတူထွက်ပြေးခဲ့ပါတယ်အိမ်နောက်မိုးကတဲအမိုးပေါ်တက်လိုက်ကြပြီးလှေကားကိုဖယ်ပြလိုက်ကြပါတယ်ဝင်ပလီကြီးလည်းဆက်လိုက်လို့မရတာကြောင့်အောက်ကနေစောင့်နေခဲ့ပါတယ်ဒါပေမဲ့မိုးကအမိုးဖြစ်နေရကြောင့်သူတို့3ယောက်ဝင်ကိုမခံနိုင်ပဲစိုးရီပြုတ်ကုန်ပါတယ်ဝင်ပလီကြီးကအောက်ခြေကနေခုန်ဖမ်းနေခဲ့ပြီးမိုးကအပေါက်တွေဖြစ်ကုန်ခဲ့ပါတယ်ကျောင်းနေရဲ့ဂျင်ဂျာလည်းမိဘတွေစီလာနေချိန်မှာမိုးကပေါ်ကပြုတ်ကျခဲ့ပါတယ်။ဒါပေမဲ့ဝင်ပလီကြီးဖမ်းမမိချိန်မှာပဲဆွဲတင်နိုင်ခဲ့ပါတယ်။ဘလိတ်ကချာလီတို့ကိုအိမ်ထဲပြန်ဝင်ဖို့အချက်ပြလိုက်ပြီးမိုးကတဲပေါ်ကနေခုန်ချကတုံးရိတ်ကိုထွက်ပြေးသွားခဲ့ပါတယ်။ဝင်ပလီကြီးလည်းပလိန်နောက်လိုက်သွားချိန်မှာချာလီတို့လည်းအိမ်ထဲဝင်နိုင်ခဲ့ပါတယ်။အထက်ရောက်တော့ဂျင်ဂျာကဖခင်ဖြစ်သူကိုထားခဲ့လို့ချာလီကိုပြောဆိုနေခဲ့ပြီးချာလီကတော့သူမကိုကောက်ွယ်ပေးခြင်းလို့အခုလိုလုပ်ရတာလို့ရှင်းပြခဲ့ပါတယ်။မကြခင်မှာပဲဘလိတ်ပြန်ရောက်လာခဲ့ပြီးချာလီကတကားဖွင့်ပေးလိုက်ပါတယ်။ဘလိတ်လည်းအထဲဝင်လာခဲ့ပြီးကျမ်းပြင်ပေါ်လဲကျကခန္ဓာကိုယ်ကစတင်ပြောင်းလဲလာခဲ့ပါတယ်။ဂျင်ဂျာကအနာတိုးပြီးဘလိတ်ကောင်းကိုကိုင်းကသူ့ကိုချစ်ကြောင်ပြောနေပြီးမိတ်ဘလိတ်ကတော့ဘာမှနားမလည်နိုင်ဖြစ်နေခဲ့ပါတယ်။အမြင်တွေကလည်းပိုပြီးဝေဝါးလာခဲ့ပါတယ်။ရုတ်တရက်ပဲအန်ချလိုက်ပြီးပါဇက်ထဲကသွေးတွေနဲ့လက်ချအပိုင်းစာတွေထွက်လာခဲ့ပါတယ်။ဂျင်ဂျာလေးကြောက်လန့်ပြီးအော်လိုက်ပါတယ်။ထိုချိန်မှာပဲဘလိတ်ကချာလီနာကတ်လာပြီးတေချာကြည့်နေခဲ့ပါတယ်။အတိနည်းနည်းရှိနေသေးတာကြောင့်ဘာမှမလုပ်ပဲထွက်သွားဖို့ပြင်နေချိန်မှာပဲတကောင်းဖွင့်လိုက်တာကြောင့်တခြားဝင်ပလီတကောင်ဝင်လာပြီးဘလိတ်ကိုတိုက်ခိုက်ခဲ့ပါတယ်။ဝင်ပလီကြီးနဲ့တိုက်ခိုက်နေချိန်မှာပဲဘလိတ်ကအရေးနှိမ့်နေရကြောင့်ချာလီကနောက်ကနေဓာတ်နဲ့ထိုးလိုက်ပါတယ်။ဝင်ပလီကြီးလည်းသူမနောက်လိုက်လာခဲ့ပြီးဘလိတ်ကြားဖြတ်တိုက်ခဲ့ပါတယ်။ဝင်ပလီကြီးမှာလက်ချားတစ်ခုပြတ်နေခဲ့ပြီးဘလိတ်ကိုက်ထားခဲ့တာဖြစ်ပါတယ်။ချာလီကဂျင်တာကိုအခန်းထဲပိတ်ထားလိုက်ပြီးဘလိတ်နဲ့ဝင်ပလီကြီးတွေကိုအပြန်အလှန်တိုက်ခိုက်နေခဲ့ပါတယ်။ဝင်ပလီကြီးကဘလိတ်မိအောင်ချလိုက်ပြီးခြေထောက်ကကင်ကဆွဲခေါ်သွားခဲ့ပါတယ်။ချာလီကနောက်ကနေလိုက်တိုက်ခဲ့ပြီးမျက်နှာကိုပါတိုက်ခိုက်နိုင်ခဲ့ပါတယ်။
ထိုချိန်မှာဘလိတ်လည်းပြန်တရိရလာပြီးဝင်ပလေကြီးကိုခွန်အုပ်ကလေဘင်းကိုကိုက်ဖောက်ပစ်လိုက်ပါဝင်ပလေကြီးလည်းတည်သွားခဲ့ပြီးလက်မောင်းကိုကြည့်လိုက်တော့ခရီတီရဲ့တတူကိုတွေ့လိုက်ရပါဖခင်ဖြစ်သူပျောက်ဆုံးနေခဲ့တာနှစ်အတော်ကြာနေခဲ့ပြီးဝင်ပလေလူသားဖြစ်နေခဲ့တာပဲဖြစ်ပါအခုတော့အသားဖြစ်သူကပဲအဆုံးသတ်ပေးလိုက်ပါနာကျင်မှုတွေနဲ့အတူပလိတ်တယောက်အပြင်ကိုပြေးထွက်သွားခဲ့ပြီးမကြခင်မှာပဲဝင်ပလေတကောင်အဖြစ်ပြောင်းလဲသွားခဲ့ပါအမြင်အာရုံတွေလည်းကောင်းလာခဲ့ပါဝင်ပလေတကောင်လိုလည်းဦးနေခဲ့ပါအိမ်ထဲမှာတော့မီးပြတ်သွားခဲ့ပြီးမကြခင်မှာပဲဝင်ပလေဖြစ်သွားတဲ့ပလိတ်ကိုမြင်လိုက်ရပါချာလီလည်းဓာတ်တစ်ချောင်းကင်ထားလိုက်ပြီးပလိတ်ကိုလိုက်ရှာနေခဲ့ပါရုတ်တရက်ပဲဂျင်ဂျာအနားမှာပေါ်လာခဲ့ပြီးချာလီကဓာတ်နဲ့ထိုးလိုက်ပါအိမ်နောက်ဂျင်ဂျာနဲ့အတူကိုရောင်နဲ့ဝင်ပုန်းနေခဲ့ပါဘလိတ်လည်းရောက်လာခဲ့ပြီးမှောင်နေရကြောင့်ချာလီတို့ကမမြင်ရပေမဲ့ဘလိတ်ကတော့ရှင်းရှင်းလင်းလင်းမြင်နေရပါရှေ့ကိုတလန်းတိုးလိုက်ချိန်မှာပဲထောင်ချောက်ကိုတက်နေမိသွားခဲ့ပါချာလီတို့လည်းအပြင်ကိုထွက်ပြေးလာခဲ့ပါဘလိတ်လည်းထောင်ချောက်ကခြေထောက်ကိုမိထားတာကြောင့်ကိုက်ဖြတ်လိုက်ပြီးချာလီတို့နောက်ကိုလိုက်လာခဲ့ပါတောထဲမှာတော့ချာလီတို့လည်းဒဲရက်ရဲ့လက်မောင်းပြက်ကိုမြင်လိုက်ရပြီးဒဲရက်တနက်ကိုရှူကတဲစင်ပေါ်တက်ပုံနေခဲ့ပါဘလိတ်လည်းစင်ပေါ်တက်လာခဲ့ပြီးချာလီကတနက်နဲ့ချိန်ထားလိုက်ပါဘလိတ်ကကျင်းစာကိုကြည့်နေချိန်မှာတော့ဖခင်ဖြစ်သူကသူ့ကိုအဆုံးသတ်ခိုင်းနေရသိလိုက်ရပါဘလိတ်ရှိတလန်တိုးချိန်မှာပဲချာလီလည်းတနက်မောင်းဆွဲပြီးအဆုံးသတ်ပေးလိုက်ပါချာလီတို့သားမီးနှစ်ယောက်လည်းတိတ်ဆုံးနေတဲ့ဘလိတ်ကိုကြည့်ရင်ငိုနေခဲ့ကြပါမနေ့ရောက်ချိန်မှာတော့နှစ်ယောက်ကပလိတ်ငငယ်ကသဘောကျတယ်ပြောမှုတဲ့တောင်ကြားလန်းလေးကိုကြည့်နေရင်ဇလန်းလေးလည်းအဆုံးသတ်သွားခဲ့ပါဒီဇလန်းလေးမှာတော့အသိစိတ်ပျောက်သည့်တိုင်အောင်နောက်ဆုံးအချိန်ထိမိသားစုကိုကာကွယ်ပြီးသွားတဲ့ဖခင်ကောင်းတစ်ယောက်နဲ့သမီးဖြစ်သူကိုကာကွယ်ဖို့ချားတဲ့သူကိုအဆုံးသတ်ပေးလိုက်ရတဲ့မိခင်ဖြစ်သူရဲ့ရင်းနှီးစရာအဖြစ်အပျက်တွေကိုမြင်တွေ့ရှုစားခဲ့ရတာပဲဖြစ်ပါတယ်နောက်ထပ်လည်းစိတ်ဝင်စားပွဲဇလန်းတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်သွားပေးကြပါအောင်နော်အဆုံးထိကြည့်ပေးရဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်